Hello everyone, welcome to ENB English Learning Center. Alongo Jusu Bare, Titaba Maro, English Ari Ping, Kalirine Tutu, Durubuama, Mipse, Titende, a town yapsite, sex education, so that Lane by Siam, Domadea, Pumuchen, Maka Gueche, so that a town ya lyrical, we map Ipsabare. ဘာကြောင့်ကလေးတွေကို sex education သင်ပေးဖို့လိုတာလဲဘာကြောင့်လဲဆိုတော့ကလေးတွေကအနိုင်ကျင့်သူတွေရဲ့သားကောင်မဖြစ်ရအောင်သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကိုတည်ရှိဖို့နဲ့ကာကွယ်နိုင်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ကလေးတွေနဲ့အတူတူလေ့လာကြည့်ကြရအောင်လျှို့ဝှက်အတက်ကိုပိုင်နေရလေးတွေဆက်ပေးနေရတယ်ကိုပြောတာလေနှခမ်းနဲ့အတွင်းခံတွင်နဲ့ဖန်အုပ်ထားနေရပါနဲ့ရင်းနှီးတဲ့လူတွေကကိုယ့်ကိုအနိုင်ကျင့်လာရင်ဘယ်လိုလုပ်ရမလဲဒီအနေဒီကိုတိုင်ရမယ်ပျော်စရာကောင်းတဲ့လျှို့ဝှက်ချက်စွာပါလဲတားကြတဲ့မို့ကိုမမျော်လင့်ပဲလက်ဆောင်ဖြစ်ရရှိတာဖြစ်ပါတယ်လျှို့ဝှက်အတဲ့ကိုပိုင်နေရလေးတွေကိုတယောက်ကလာထိခဲ့ရင်ဘယ်လိုလုပ်ရမလဲလျှို့ဝှက်အတဲ့နေရာဒီကိုတယောက်ကလာထိရင်မတီးနဲ့ကိုင်းနဲ့မဆိုင်ဘူးလို့អော်ရမယ်ထွက်ပြေးရမယ်အမေနာတိုင်ရမယ်ဘယ်ထိတွေ့မှုကကလေးတွေကိုစိတ်ငြိစေတာလဲကိုပိုင်နေရကိုလာကိုင်းတယ်အကျက်လာဖတ်တယ်သူကိုပိုင်နေရကိုကိုင်းခိုင်းတယ်ကိုဝန်းကျင်ကကလေးတယောက်အနိုင်ကျင့်ခံရရင်ဘာလုပ်ရမလဲဒီစားတဲ့လူကြီးတွေကိုတော့ပြောပြရမယ်ဒါတော့ကလေးတွေနဲ့အတူတူအတန်းထဲမှာလုပ်တဲ့ activity လေးတွေဖြစ်ပါတယ်ဒီ sex education လေးကိုကလေးတွေကိုအသက်2နှစ်ကနေစပြီးတော့မှသင်ပေးလို့ရပါတယ်တိချင်တဲ့အကြောင်းအရာလေးတွေမေးချင်တဲ့မေးခွန်းလေးတွေရှိရင်လည်းအောက်က comments box ထဲမှာရေးပေးခဲ့လို့ရပါတယ်အချိန်ပေးတဲ့အတွက်ကြောင့်မလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကလေးတွေအားလုံးလည်းလိမ်ပိုင်းဆိုင်ရာမတော်မတရားပြုမှုခြင်းမှကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်